မင်္ဂလာပါရှင် easy pan မိပါဒီနေ့မှာတော့မိတို့ငဖဲချိုချက်လေးချက်စားပါမယ်ရှင်ငဖဲအတွက်မိကတော့ macro ကဝယ်ထားတဲ့ဒီငဖဲထုတ်လေးကိုသုံးထားပါတယ်ငဖဲကိုမိတို့ပထမဆုံးထောင်းမယ်ပေါ့နော်ငဖဲထောင်းမှုအတွက်မိကစက်သွန်ပြူမှုန့်လေးအနည်းငယ်ရယ်စားလေးအနည်းငယ်ရယ်ပြီးရင်ချင်းမှုန့်လေးအနည်းငယ်နဲ့စနွှဲမှုန့်လေးအနည်းငယ်ထည့်လိုက်ပါတယ်ပြီးသွားရင်တော့မိတို့ကငဖဲကိုစီစီပိုင်ပိုင်လေးဖြစ်အောင်လို့ခက်ကြကြလေးတေချာလေးထောင်းပါမယ်ငဖဲလေးတွေရသွားပြီဆိုလို့ရှိရင်လက်ကိုစီဆွတ်ပြီးတော့မိကကြော်မဲ့ဦးထဲမှာပဲတစ်ခါတည်းစီပြီးတော့လုံးပြီးတော့ထည့်လိုက်ပါတယ်ဒီလိုမျိုးအားလုံးစီထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့မိကငဖဲကိုရေလေးပါထည့်ကြော်မှာပါရေလေးအနည်းငယ်ထည့်မယ်ပြီးရင်စီလေးအနည်းငယ်ထည့်ပြီးတော့မီးလေးဖွင့်ပြီးတော့တည်ထားလိုက်ပါမယ်ခဏလောက်တည်ထားလို့ဒီလိုမျိုးဆူလာပြီဆိုရင်မိတို့ကအပေါ်အောက်ကလေးကိုအကျက်ညီအောင်လို့လှန်ပေးပါမယ်တည်နေရင်လည်းရေဒီအားလုံးခန်းသွားပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးတင်းတင်းလေးဖြစ်နေတဲ့ငဖဲကြော်လေးရပါပြီငဖဲလေးတွေကိုလीမိတို့ပကံလေးနဲ့ခဏလောက်ဆဲထားလိုက်ပါမယ်အိုးရဲကိုစီလေးနဲ့ငယ်ထပ်ထည့်ပြီးသွားတော့မိကဒီမှာချက်တော်နီကြော်လေးသုံးစွန်းထည့်လိုက်ပါတယ်ပြီးရင်စနွှဲမှုန့်လေးအနည်းငယ်လေးထည့်လိုက်ပါတယ်ပဲငပြားရဲ့အနောက်နဲ့ပဲငပြားရဲ့အကြီးကိုလည်းအနည်းငယ်လောက်ထည့်လိုက်ပါတယ်ခုနကဆဲထားတဲ့ငဖဲကြော်လေးတွေကိုလည်းပြန်ထည့်လိုက်ပြီးတော့မိတို့ကရေနွေးလေးအနည်းငယ်ထည့်ပါမယ်ရေနွေးလေးနဲ့ငယ်ထည့်ပြီးရင်ဖုံးလေးခဏအုပ်ပြီးတော့မီးအေးလေးနဲ့တည်ထားမယ်ပေါ့နော်ခဏလောက်ကြာလို့ရေခမ်းသွားရင်တော့မိတို့ရဲ့ငဖဲအချိုချက်လေးကချက်ပြီပေါ့နော်မိကတော့အနံလေးမှုှသွားအောင်လို့ငရုတ်ကောင်းလေးဖြူပေးလိုက်ပါတယ်ဒါဆိုလို့ရှိရင်တော့ထမင်းဖြူလေးနဲ့ပဲစားစားအရန်စားလို့ကောင်းတဲ့ငဖဲအချိုချက်လေးရပါပြီဒီလိုငဖဲအချိုချက်လေးဆိုတော့လေကလေးလေးလည်းကြိုက်မှာမလို့ချက်စားကြည့်ပါအောင်နော်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်